ယောဂီအလုံးတရားထိုင်မှာဖြစ်ပါတယ်တင်မြင်ခွေထိုင်တော့မယ်ဆိုရင်ဘယ်ဘက်ခြေထောက်ကိုအတွင်းကထားညာဘက်ခြေထောက်ကိုအပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေမထက်မိပါစေနဲ့မဖိမိပါစေနဲ့တင်မြင်ခွေထိုင်တဲ့အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါမိမိတို့ဝတ်ဆင်ထားတဲ့အင်ကြီးလုံးကြီးတွေအင်ကြီးပစိုးတွေတင်းတာကြက်တာမဖြစ်ပါစေနဲ့ခက်ရော့ရော့လေးဖြေထားလိုက်ပါတင်မြင်ခွေထိုင်တဲ့အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလက်မထိတ်ထိလို့အဆင်ပြေရင်လက်မထိတ်နှစ်ခုထိထားလိုက်ပါလက်မထိတ်နှစ်ခုထိလို့အဆင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထိခြင်းမထိခြင်းကအဓိကမဟုတ်ပါဘူးမိမိရဲ့လက်အတူရှေ့ကိုချိန်ပြီးတော့အဆင်ပြေသလိုထားလိုက်ပါခါကလေးကပုံမှန်ထားပါခါကြီးမဆန့်လိုက်ပါနဲ့တရားထိုင်ပါပြီဆိုမှခါကြီးဆန့်တာမျိုးမဖြစ်ပါစေနဲ့ပုံမှန်ထိုင်တဲ့အနေထားလေးပဲခါကိုပုံမှန်ထားလိုက်ပါခေါင်းရှိမငုပ်စေနဲ့ခေါင်းရှိငုပ်ရင်ကိုယ်ကြောကြီးကတင်းလေးပြီးတော့ငိုက်တတ်ပါတယ်ခေါင်းနောက်မလန်းစေနဲ့ခေါင်းနောက်လန်ရင်လဲကိုယ်ခန္ဓာကိုမနိုင်ပဲလဲကျတတ်ပါတယ်မျက်စိကိုဇင်းငယ်မြအမိတ်ပါမျက်စိဘာလို့မှိတ်ခိုင်းတယ်လဲဆိုရင်အယောင်အဆင်းအလင်းတွေမဝင်အောင်လို့မျက်စိဖွင့်ထားရင်အယောင်အဆင်းအလင်းတွေဝင်လို့အာယုန်တွေထွေပြားတတ်တယ်မျက်စိကိုဇင်းငယ်မြမိတ်လိုက်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်အချိုးမကျသေးရင်စိတ်တိုင်းမကျသေးရင်သေသေးချာချာပြန်လိုက်ပါကြာရှည်စွာထိုင်နိုင်မဲ့အရိယာပုဂ္ဂိုလ်ကြပြီလားအနေအထားအချိုးစားပုံစံကြပြီလားမိမိကိုမိမိပြန်ချိန်ကြည့်လိုက်ပါမပြေမပြောင်းပဲမလုံးမရှက်ပဲမကုန်းမဖဲ့ပဲကြာရှည်စွာထိုင်နိုင်တဲ့အရိယာပုဂ္ဂိုလ်အစဉ်ပြေသွားပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုန်တစ်ပါးစိတ်မသွားစေနဲ့နာသီဝကိုတတိကပ်တဲ့စာလို့ပြောတော့တမတတိမက်ကင်ဝင်လေထွက်လေမြင်အောင်ကြည့်တဲ့စာလို့ပြောတော့တမဝါယမမက်ကင်အာယုန်တစ်ပါးစိတ်မသွားစေနဲ့စာလို့ပြောတော့တမတိမက်ကင်နောက်ဒီဝလေးလေးတို့တီဝင်သွားတယ်နောက်ဒီဝလေးကလေးတို့တီထွက်သွားတယ်ဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါယောဂီတို့ရဲ့နာသီးဆုံးနာသီဝနှခမ်းဖျားမှာဝင်လေထွက်လေလေးတတိကပ်ပြီးရှုမှတ်နေရင်တမတတိတမဝါယမတမတိဆိုတဲ့တမာရီမကင်3ပါးဝမ်းထဲမှာကိန်းနေပါပြီနောက်ဒီဝလေးလေးတို့ထိဝင်ရင်ဝင်သွားတဲ့သဘောနောက်ဒီဝလေးကလေးတို့ထွက်ရင်ထွက်သွားတဲ့သဘောဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါတခြားဘာမှမကြည့်ပါနဲ့ယောဂီတို့ရဲ့နာသီးဆုံးနာသီဝနှခမ်းပြားမှာငကိုရှိပြီးသားဝင်လေထွက်လေလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုတတိနဲ့ရှုမှတ်ပေးနေပါဒီကံဝအတ္တတံတော်ဒီကံအတ္တတာမိတိပဇာနာတိဒီကံဝပတ္တတံတော်ဒီကံပတ္တတာမိတိပဇာနာတိယောဂီရဲ့နာသီဝမှာဝင်လေထွက်လေကလေးကိုကြာရှုရင်ကြာရှုမှန်တိပေးလိုက်ပါကြာထုတ်ရင်ကြာထုံမှန်တိပေးလိုက်ပါ
တတိနဲ့သေချာကြည့်ကြည့်ပြီးတော့သိပေးလိုက်ပါနာဒီပေါ်မှာလေကလေးကြားကြားရှူရင်ကြားကြားရှူမှန်းသိပေးလိုက်ပါနာဒီပေါ်မှာလေကလေးကြားကြားထုတ်ရင်ကြားကြားထုတ်မှန်းသိပေးလိုက်ပါရတ္တဝအတ္တတံတောရတ္တံအတ္တတမိတိပဇာနာတိရတ္တဝပတ္တတံတောရတ္တံပတ္တတမိတိပဇာနာတိယောဂီတွေရဲ့နာသီးဆုံးနာသီးဝနှခမ်းပြားမှာဝင်လေကလေးမြန်မြန်ရှူရင်မြန်မြန်ရှူမှန်းသိပေးလိုက်ပါထွက်လေကလေးမြန်မြန်ထုတ်ရင်မြန်မြန်ထုတ်မှန်းသိပေးလိုက်ပါခုယောဂီတို့လက်တွေ့ကြကြဝင်လေထွက်လေကိုရှုမှတ်နေတာပဲအဲ့ဒီဝင်လေထွက်လေကလေးကိုနာသီဝလေကလေးမြန်မြန်ဝင်ရင်မြန်မြန်ဝင်မှသိပေးလိုက်ပါနာသီဝလေကလေးမြန်မြန်ထုတ်ရင်မြန်မြန်ထုတ်မှသိပေးလိုက်ပါတပ္ပကာယပฏิတံဝေတိအာတသိတ္တမေတိသိက္ခတိတပ္ပကာယပฏิတံဝေတိပတ္တသိတ္တမေတိသိက္ခတိဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတော့ကြည်နေတဲ့ချိန်မှာအဲ့ဒီဝင်လေထွက်လေရဲ့အစလည်းအဆုံး၃ပါးလုံးခြုံပြီးတော့သိပေးလိုက်ပါကိုယောဂီတို့လက်တွေ့ကြကြဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်နေတာပဲအဲ့ဒီဝင်လေထွက်လေရဲ့အစလည်းအဆုံး၃ပါးလုံးကိုခြုံပြီးတော့သိလိုက်ပါတဲ့နာသီဝလေးလေးတိုးထီရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးတိုးထီရင်ထွက်သွားတဲ့သဘောဒီသဘောလေးကအထင်ရှားရှိနေပါတယ်ဝင်လေထွက်လေပဲမှလဲဆိုတာရှားရှုစရာလည်းမလိုပါဘူးတဲ့လိုက်ရှုစရာလည်းမလိုပါဘူးတဲ့ယောဂီတို့အသက်ရှင်နေတဲ့၍ခန္ဓာကိုယ်ကြီးယက်တည်နေသေးရတော့ဝင်လေထွက်လေဟာအထင်အရှားရှိနေပါတယ်မိမိရဲ့နာသီးဆုံးနာသီဝနှခမ်းပြားမှာငကိုရှိပြီးသားဝင်လေထွက်လေကလေးကိုတတိနဲ့စောင့်ကြည့်ပေးနေုံပဲတတိထာဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိထာဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှာအရိယာပုဒ်တွေငြိမ်နေပါစေဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့အချိန်မှာအရိယာပုဒ်တွေခိုင်နေပါစေအရိယာပုဒ်တည်ငြိမ်ခိုင်ကန့်စွာနဲ့မလုံးမရှက်တဲ့အရိယာပုဒ်နဲ့ရှုမှတ်မှယောဂီတွေရဲ့နာသီဝါကဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းကောင်းကောင်းကြီးသိလာမှာပါတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါစူးစိုက်ကြည်တာတမထတဲ့ယောဂီတို့လောကထဲမှာသွာလာရုံးကန်ရှာဖွေနေတော့ကဝင်လေရှိမှန်းလည်းမသိဘူးထွက်လေရှိမှန်းလည်းမသိဘူးဝင်လေဖြစ်မှန်းလည်းမသိဘူးထွက်လေဖြစ်မှန်းလည်းမသိဘူးဘာကြောင့်မသိတာလဲဆိုရင်တတိမပါလို့တဲ့လောဘနဲ့သွားတယ်လာတယ်ရှာတယ်ဒေါသနဲ့မကျေနပ်ချက်တွေပြောတယ်ဆိုတယ်မောဟနဲ့ဟိုတွေးဒီတွေးငေးမောမှုတွေများတယ်နေ့စဉ်နဲ့အမျှမိုးလင်းရမိုးချုပ်လောဘဒေါသမောဟအလုံးနဲ့အချိန်ကုန်နေတော့ယောဂီတို့ရဲ့နာသီဝမှာဝင်လေထွက်လေရှိမှန်းမသိဘူး
ဝင်လေထွက်လေဖြစ်မှန်းမသိဘူးတတိမဲ့လို့မသိတာတဲ့တတိမဲ့တော့တတိမရှိတော့မဖြစ်တဲ့တရားတွေကြည့်ပဲဖြစ်နေတယ်လောဘတွေဖြစ်နေတယ်ဒေါသတွေဖြစ်နေတယ်မောဟတွေဖြစ်နေတယ်ပိုးပြီးတော့ဆိုးလာတယ်ဆိုးရိမ်မှုတောကတွေဖြစ်တယ်ငိုကြွေးမှုပရိဒေဝတွေဖြစ်တယ်ကိုယ်ဆင်းရဲမှုဒုက္ခတွေဖြစ်တယ်စိတ်ဆင်းရဲမှုဒေါမနတတွေဖြစ်တယ်ပြင်းစွာပူလောင်မှုဆိုတဲ့ဥပါယတတွေဖြစ်တယ်တတိမရှိရင်တတိမကိန်းရင်တတိမထားရင်ယောဂီရဲ့နာသီအောင်မှာဝင်လေထွက်လေကိုမသိတဲ့အပြင်အဆိုးဆုံးဖြစ်တဲ့အကုသိုလ်အကျိုးဆက်တွေတန်းပြီးတော့ဖြစ်တယ်မိမိတို့ရဲ့အသက်အရွယ်ကိုပြန်ပြီးတော့ချိန်ကြည့်လိုက်ရင်လူမှန်တိတကနေကအခုအရွယ်ထိမိမိရဲ့အသက်ကိုပြန်စစ်ကြည့်လိုက်ရင်တတိမပါဘဲနဲ့အသက်ရှင်တာများတယ်တတိချွေယွင်းပြီးတော့အသက်ရှင်တာများတယ်တတိလွတ်ကင်းပြီးတော့အသက်ရှင်တာများတယ်ခန္ဓာထဲမှာကြည့်တော့ကိလေသာကအပြည့်ကိလေသာအပြည့်နဲ့အသက်ရှင်ခွင့်ရတဲ့ခန္ဓာဟာအပြင်းခန္ဓာကြီးပဲအနစ်မရှိဘူးလို့ပြောတာအရွယ်တွေအိုလာတယ်အသက်တွေကြီးလာတယ်ဉာဏ်ကမကြည့်ဘူးဆိုရင်မဟုတ်သေးဘူးအသုံးမကျတဲ့ခန္ဓာကြီးပဲတန်ဖိုးမရှိတဲ့ခန္ဓာကြီးပဲခန္ဓာကိုယ်ကြီးကအိုမင်းရင်ရော်လာတယ်စပင်တွေဖြူလာတယ်သွားတွေကျိုးလာတယ်နားတွေထိုင်းလာတယ်ခါးတွေကိုင်းလာတယ်ပါးရည်နားရည်တွန့်လာတယ်ခန္ဓာကိုယ်ကြီးကလည်းအိုမင်းရင်ရော်လာတော့ချိနဲ့နဲ့အသက်တွေကြီးပြီးခန္ဓာကိုယ်ကြီးကဒါအသုံးမကျတဲ့ဘက်ပြိုလဲသွားတယ်မိမိရဲ့နာသူကဝင်လေထွက်လေကိုတတိနဲ့မရှုမှတ်တတ်သေးရင်ထိုမှတဆင့်တိုးပြီးတော့ယုံနံကွဲပြီးတော့ဝိပဿနာဉာဏ်မသွင်းတတ်သေးရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝခန္ဓာဟာဘာမှမဟုတ်သေးဘူးတန်ဖိုးမရှိတဲ့ဘဝခန္ဓာအကျိုးမရှိတဲ့ဘဝခန္ဓာအနှစ်မပါတဲ့ဘဝခန္ဓာရရှိတဲ့ဘဝကိုအလကားဖြုံပြနေတဲ့ပုဂ္ဂိုလ်တွေပါတန်ဖိုးဆိုတာကသိတဲ့ပုဂ္ဂိုလ်မှာအသုံးချတတ်တာအခုယောဂီတို့လက်တွေ့ကြခန္ဓာကိုယ်ကြီးကိုကမ္မထအာယုံပေါ်ပြစ်တင်ပြီးတော့တေချာဂယုဆိုင်စူးဆိုင်ကြည့်လိုက်တော့ဩဝင်လေလေးပါလားဩထွက်လေလေးပါလားတို့ရဲ့နာတိဝမှာလေကလေးတိုးဝင်သွားတယ်လေကလေးတိုးထွက်သွားတယ်တတိနဲ့ကြည်တော့သိလာတယ်တတိနဲ့ကြည်တော့သိလာတယ်တို့အသက်ရှင်နေတာတို့မသေးသေးတာဒီထက်ခန္ဓာကြီးရက်တည်နိုင်တာဝင်လေထွက်လေတစုံရှိလို့ပါလားကောင်းကောင်းကြီးသိလာတယ်မသေးသေးလို့အသက်ရှင်တာမဟုတ်ဘူးခန္ဓာကိုယ်ကြီးမပြိုလဲလို့အသက်ရှင်တာမဟုတ်ဘူးဝင်လေထွက်လေတစုံရှိနေလို့ယောဂီတို့အသက်ရှင်ခွင့်ရနေတာဩတို့အသက်ရှင်ခွင့်ရနေတာထမင်းနေစားတော့လို့လည်းမဟုတ်ဘူးအိမ်ကြီးအိမ်ကောင်းနဲ့နေရလို့လည်းမဟုတ်ဘူးဟိုအထည်တွေလုံလုံကြုံဝတ်နေရလို့လည်းမဟုတ်ဘူးသူတို့ကအယံတွေတကယ်အသက်ရှင်ခွင့်ရနေတာဝင်လေထွက်လေတစုံရှိလို့ပါလားအရင်မြစ်ကတော့ဒါပဲမိမိရဲ့နာသီဝဝင်လေထွက်လေကိုရှိမှမသိရင်တတိမဖြစ်ဘူးတတိမဖြစ်ရင်သမာဓိမတည်ဘူး
တမာတိမတည်ရင်ယုံနာမကွဲဘူးယုံနာမကွဲရင်ဝိပဿနာဉာဏ်တွင်းလို့မရဘူးတဲ့ကိုယောဂီတို့ဘဝခန္ဓာကြီးကိုလက်တွေ့ကြကြအသုံးချလိုက်တော့မှတို့အသက်ရှင်နေတာဝင်လေထွက်လေတစုံရှိလို့ပါလားတို့ရဲ့နာသီးဆုံးနာသီးဝနှခမ်းပြမှာလေကလေးကတိုးထီပြီးတော့ဝင်သွားတယ်လေကလေးကတိုးထီပြီးတော့ထွက်သွားတယ်ဒီသဘောလေးဒီသဘောလေးဝင်လေထွက်လေဆိုတဲ့ဒီသဘောလေးရှိနေလို့တို့အသက်ရှင်ခွင့်ရနေတာကောင်းလိုက်တဲ့တတိတန်ဖိုးရှိလိုက်တဲ့တတိအကျိုးရှိလိုက်တဲ့တတိဒီတတိနဲ့ကြည်မှတို့ဝင်လေထွက်လေကိုအထင်အရှားသိတာသိသိချာချာသိတာကွဲကွဲပြားပြားသိတာတတိထားပါတတိမလွတ်ပါစေနဲ့အာယုံတပါစိတ်မသွားစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ဆွဲမြဲပြီးတော့မလွတ်တမ်းရှုမှတ်နေရင်အဲ့ဒီဝင်လေထွက်လေရဲ့ပိန်မွေခြင်းကိုကောင်းကောင်းသိပါလိမ့်မယ်ပတ္တံပယံကာယသင်္ခါရအတ္တသိတ္တမတိသိက္ခတိပတ္တံပယံကာယသင်္ခါရပတ္တသိတ္တမိတိသိက္ခတိဝင်လေထွက်လေကိုတတိမလွတ်တမ်းအချက်တိုင်းမိအောင်ရှုနိုင်တဲ့ယောဂီပုဂ္ဂိုလ်ဟာတိမ်တိမ်မွေ့မွေ့ဝင်သွားတဲ့ဝင်လေလေးကိုလည်းကောင်းစွာသိပါတယ်တိမ်တိမ်မွေ့မွေ့ထွက်သွားတဲ့ထွက်လေလေးကိုလည်းကောင်းစွာသိပါတယ်တတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးသမာဓိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးသမာဓိအားကောင်းတဲ့ပုဂ္ဂိုလ်များကခန္ဓာဘက်ကိုညံလှည့်ကြည့်ပါတမာရီအားနည်းသေးတဲ့ပုဂ္ဂိုလ်များကဝင်လေထွက်လေကိုဆက်လက်ရှုမှတ်ပါခန္ဓာဘက်ကိုညံလှည့်ကြည့်တော့မယ့်ယောဂီများကခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေပြနေသလဲခန္ဓာဘာတွေဖြစ်နေသလဲဆိုတာဉာဏ်နဲ့စောင့်ကြည့်ပါအချိန်15မိနစ်ကျော်လာပြီဆိုတော့ယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကအရှုခံတွေပြပါလိမ့်မယ်ခန္ဓာကိုယ်ကြီးကဘလို့အရှုခံတွေပြမလဲဆိုရင်နာတတ်တဲ့သဘောကျင်တတ်တဲ့သဘောကြိုက်တတ်တဲ့သဘောခဲတတ်တဲ့သဘောညောင်းတတ်တဲ့သဘောထုံတတ်တဲ့သဘောပူတတ်တဲ့သဘောအေးတတ်တဲ့သဘောစူတတ်တဲ့သဘောအောင်တတ်တဲ့သဘောဒီသဘောတွေကိုခြုံပြောလိုက်ရင်အရှုခံတွေပဲအဲ့ဒီသဘောအရှုခံတွေကိုဘယ်ကပြလဲဆိုရင်ခန္ဓာကပြတာခန္ဓာမှာပေါ်လာသမျှဟာအရှုခံတွေကြီးပဲခန္ဓာကြီးကဘာတွေပဲပေါ်ပေါ်ဘာတွေပဲပြပြဘာတွေပဲဖြစ်ဖြစ်ဉာဏ်နဲ့သာစောင့်ကြည့်တဲ့ခန္ဓာကပြတဲ့အရှုခံတွေကိုဉာဏ်နဲ့ဘလို့စောင့်ကြည့်မလဲဆိုရင်ဉာဏ်မေကုံးလေးတွေနဲ့တွေးကြည့်လိုက်ပါနာရာဘလို့လဲဘလို့နာရာလဲနာတဲ့သဘောကဘလို့လဲစောစောကနာရာနဲ့အခုနာရာတူသလား
အခုညံနဲ့ကြည်နေရင်တောင်နာတဲ့သဘောလေးတွေဟာတူသလားသေချာစောင့်ကြည့်ပါမတူတာလေးတွေတွေ့လိမ့်မယ်ထိုင်တာကြတော့တင်ပါပူတယ်ညံမေးခွန်းလေးတွေတွေးကြည့်ပါထိုင်ကစားကအပူနဲ့အခုအပူတူသလားအခုညံနဲ့ကြည်ရင်တောင်ပူနေတဲ့သဘောလေးဟာတူသလားသေချာညံနဲ့ကြည်ပါမတူတာလေးတွေတွေ့လိမ့်မယ်ခြေပြားလေးကဖိမိထားတော့ကျင်နေတယ်ညံမေးခွန်းလေးနဲ့တွေးကြည့်လိုက်ပါထိုင်စားကအကျင်နဲ့အခုကျင်နေတာလေးကတူသလားအခုညံနဲ့ကြည်ရင်နဲ့ကျင်တဲ့သဘောလေးဟာတူသလားမတူတာလေးတွေတွေ့လိမ့်မယ်တစစ်စစ်နဲ့ဖြစ်နေတယ်ခန္ဓာကိုယ်ကလေအဲ့လိုဖြစ်နေတာလေးကိုညံမေးခွန်းလေးနဲ့တွေးကြည့်လိုက်ပါစောစောကတစစ်စစ်ဖြစ်နေတာလေးအခုဖြစ်နေတာလေးနဲ့တူသလားသေချာကြည့်ပါမတူတာလေးတွေတွေ့လိမ့်မယ်ဝိပဿနာဆိုတာအဲ့ဒီမတူတာလေးတွေစောင့်ကြည့်တာပဲဘလို့မတူတာလဲရှေ့နာတာလေးညံနဲ့ကြည့်လိုက်တော့မရှိတော့ဘူးဖြစ်ပြီးတော့ပြတ်သွားတယ်နောက်နာတာလေးအစာထိုးတယ်ရှေ့ကျင်တာလေးညံနဲ့ကြည့်တော့မရှိတော့ဘူးပြတ်သွားတယ်နောက်ကျင်တာလေးအစာထိုးတယ်ဒီလိုမတူတာအဲ့ဒါလိုမတူတာလေးတွေကိုနောက်ကညံနဲ့စောင့်ကြည့်ပါခန္ဓာကြီးကတော့မတူတာတွေကြည့်ပြနေတာနောက်ကညံကတတိဦးစီးပြီးစောင့်ကြည့်ပေးနေုံပဲပြင်ဖို့မစင်စားပါနဲ့လှုပ်ဖို့မစင်စားပါနဲ့ရိမ့်ဖို့ရိုင်ဖို့မစင်စားပါနဲ့ခန္ဓာကိုယ်ကြီးကပြောသမျှပြသမျှဖြစ်သမျှကိုဉာဏ်နဲ့သာစောင့်ကြည့်ပါအကောင်းတစ်ခုမှမရှိတဲ့ခန္ဓာကြီးကမကောင်းတာတွေကြည့်ပြတာလူချင်းစရာတစ်ခုမှမရှိတဲ့ခန္ဓာကြီးကမလူချင်းစရာတွေကြည့်ပြတာနှစ်သက်စရာမရှိတဲ့ခန္ဓာကိုယ်ကြီးကမနစ်မြို့စရာတွေကြည့်ပြတာဩဒီခန္ဓာအကောင်းတစ်ခုမှမရှိပါလားဒါဉာဏ်နဲ့ကြည့်မှသိတာဉာဏ်နဲ့ကြည့်မှသိတာအခုယောဂီတို့ခန္ဓာကြီးကပြနေပြီပဲအရှုခံတွေပြနေပြီရှောင်မပြေနဲ့တိတ်မပြေနဲ့ခန္ဓာကိုယ်ကြီးကပြတဲ့အရှုခံတွေကိုဉာဏ်နဲ့သာစောင့်ကြည့်ပါပြပါစေလေနားတဲ့သဘောကနားတဲ့သဘောတွေပြမှာကျင်တဲ့သဘောကကျင်တဲ့သဘောတွေပြမှာပဲအောင်းတဲ့သဘောကအောင်းတဲ့သဘောတွေပြမှာပဲဘသူကပြမလဲခန္ဓာကပြမယ်ဘာနဲ့စောင့်ကြည့်မလဲဉာဏ်နဲ့စောင့်ကြည့်မယ်ခန္ဓာကိုယ်တစ်ခုလုံးကပေါ်လာသမျှဟာအရှုခံတွေကြည့်ပဲနောက်ကအရှုဉာဏ်နဲ့စောင့်ကြည့်ပါအရှုဉာဏ်နဲ့စောင့်ကြည့်ရင်ဘာတွေ့မလဲခုလက်တွေ့ကြည့်နေပြီပဲအနိစ္စဆိုတဲ့အပြက်တွေပဲတွေ့မယ်တတိထားပြီးတော့ကြည့်ပါဝရိယစိုက်ပြီးတော့ကြည့်ပါဉာဏ်ဦးစီးပြီးတော့ကြည့်ပါနာပါစေခြင်းပါစေပူပါစေစူးပါစေကြိုက်ပါစေခဲပါစေညောင်းပါစေထုံပါစေဒါခန္ဓာရဲ့သဘောတွေပဲငါသဘောဆိုတာရှိမှမရှိပဲနေရာတကငါတကောကောလို့မရဘူးငါသဘောမရှိလို့ကဲဒီလိုဆိုဘာသဘောပဲရှိတယ်လဲဆိုခန္ဓာရဲ့သဘောပဲရှိတယ်ခန္ဓာကိုငါနဲ့သွားမရောနဲ့ခန္ဓာကသူ့သဘောသူပြတာယောဂီတို့ရဲ့ကတ်နေတဲ့သက်ကာယဒိဋ္ဌိကငါသွားမလုံးနဲ့အခုဝိပဿနာရှုမှတ်တယ်ဆိုတာအဲ့ဒီသက်ကာယဒိဋ္ဌိကိုအပွားနဲ့ခွာနေတာ
ကမခံနဲ့အဲ့ဒီတက္ကာဒိဋ္ဌိအဝင်မခံနဲ့အဲ့ဒီတက္ကာယဒိဋ္ဌိငြိမ့်နေပါစေလှုပ်တာလှဲ့တာမဖြစ်စေနဲ့ဘာမှအသုံးမကျတဲ့ခန္ဓာကြီးမညာနဲ့ထိုင်နေတဲ့ပုံစံမလှုပ်နဲ့တီးခံပြီးတော့ရှုပါစိတ်ရှိရှိနဲ့ရှုပါစွဲတန်တန်နဲ့ရှုပါအသုံးမကျတဲ့ခန္ဓာကြီးပဲကောင်းကောင်းအသုံးချညာဖို့မစင်စားပါနဲ့မိမိကိုမိမိလည်းညာဖို့မစင်စားပါနဲ့ဝေဒနာတံဖောက်ပြန်မှုတွေပေါ်ပါစေမပေါ်နဲ့ဆိုလဲပေါ်မှာပဲယောဂီတို့ခန္ဓာကိုယ်ထဲမှာငါမရှိဘူးသွားပြီးဆရာမလုံးနဲ့သွားပြီးတော့အမိမပေးနဲ့တေချာရှုပါအသုံးချခွင့်ရာတုံးလေးဒီခန္ဓာကြီးကိုကောင်းကောင်းအသုံးချရတာကဲမောအိယာပြက်ကပက်လက်ရောက်မှဝိပဿနာရှုခြင်းလိုက်တာဝိပဿနာပွားများခြင်းလိုက်တာဝိပဿနာအထုတ်ခြင်းလိုက်တာအဲ့ဒီချိန်ကြမှာပလီပလာပြောမနေနဲ့အခုကောင်းကောင်းကိုယ်ရိုးအစ်စ်တွေခိုင်မာတော့ကိုယ်အသိဉာဏ်တွေကောင်းတော့တေချာရှုပါတစ်ချိန်ကျယောဂီတို့ဂရေမောပက်လက်ဖြစ်မှာပဲအဲ့ဒီချိန်ကျရင်ခုရှုထားတဲ့ဝိပဿနာအလကားမဖြစ်ဘူးအာကြည့်တဲ့အထောက်ပံ့ပေးလိမ့်မယ်ဝိပဿနာဆိုတာကိုလုံးမကိုရတာငါလို့ရတဲ့ပစ္စည်းမဟုတ်ဘူးစံမရှိစံချီးစားလို့ရတယ်ပတ်စံမရှိပတ်စံချီးစားလို့ရတယ်ကိုယ်ပိုင်အိမ်မရှိအိမ်ငှားနဲ့နေလို့ရတယ်ဝိပဿနာဉာဏ်ကချီးလို့မရငှားလို့မရလက်တွေ့ကြိုးစားအားထုတ်ထားမှပိုင်ဆိုင်ခွင့်ရတာဝိပဿနာတဲ့နှလုံးသားထဲမှာစွဲမြဲစွာမှတ်တာပြည်စိုးစာမရှိရင်ချီးလို့ငှားလို့ရတယ်ဒီဝိပဿနာဉာဏ်မြန်ခန္ဓာထဲမှာမကိန်းသေးရင်တော့အရှုံးချီးလို့ငှားလို့မရဘူးခန္ဓာထဲမှာဉာဏ်ကိန်းပါစေကိုဒုက္ခကနေကိုလွတ်အောင်ယုံတာပဲမကြောက်နဲ့မယွန့်နဲ့မတွန့်နဲ့တတိရှိပါစေရထဲရွာထဲမှာဆိုရင်အော်ကြီးဟစ်ကျဲနဲ့ဆဲလိုက်ဆိုလိုက်ရန်ထောင်လိုက်ရန်ဖြစ်လိုက်နဲ့အကုသို့ပွဲတောင်မှတတိတွေဒီလောက်ပြင်းထန်နေရင်အခုဝိပဿနာဆိုတဲ့ကုသိုလ်ပွဲကြီးမှာဒီထဲမှာကတဲ့တတိတွေပိုရှိရမှာပေါ့ခန္ဓာကြီးကိုမညာပါနဲ့တန်ဖိုးရှိတဲ့တတိတွေထုတ်သုံးလိုက်ခန္ဓာကိုရင်းနိုင်လေဘာဝနာဉာဏ်တက်လေပဲခန္ဓာကိုညှာရင်ဘာဝနာဉာဏ်မတက်ဘူးမိမိခန္ဓာကိုမိမိမညှာနဲ့ခန္ဓာကိုယ်ကြီးကပေါ်လာတဲ့အရှုခံတွေနာမှုတွေကျင်မှုတွေကိုက်မှုတွေခဲမှုတွေညောင်းမှုတွေထုံမှုတွေပူမှုတွေအေးမှုတွေစူးမှုတွေအောက်မှုတွေဒါတွေကအရှုခံတွေပဲတစ်မျိုးမဟုတ်တစ်မျိုးတော့ပေါ်နေမှာပဲယောဂီတွေတယောက်နဲ့တယောက်ပေါ်လာတဲ့အရှုခံတွေကလည်းမတူဘူးနားတဲ့ယောဂီကနားနေမယ်ကျင်တဲ့ယောဂီကကျင်နေမယ်ပူတဲ့ယောဂီကပူနေမယ်ဒါအရှုခံပဲလေရှုရဆိုပြီးတော့ခန္ဓာကြီးကခေါ်နေတာဉာဏ်နဲ့ရှုလေဉာဏ်ဆိုတာငှားရတာမဟုတ်ဘူးယောဂီတို့ခန္ဓာထဲမှာရှိပြီးသားကောင်းကောင်းအသုံးချလိုက်ပါတေချာကြည့်ပါတေချာရှုပါတတိထားပြီးတော့ရှုပါဉာဏ်ဦးစီးပြီးရှုပါယောဂီတို့ဝိပဿနာရှုမှတ်လာတာအချိန်မိနစ်30ရှိသွားပြီခန္ဓာကိုယ်ကြီးကကောင်းကောင်းကြီးပြလာပြီအရှုခံတွေခန္ဓာကိုယ်ကြီးကပြနေပြီနောက်ကဉာဏ်နဲ့သာစောင့်ကြည့်ပါ
ခုယောဂီတို့တွေဟာအတိညာဦးစီးလို့ဒီချိန်မှာတို့သစ္စာတရားတွေနာသိပြီဝိပဿနာတရားတွေအားထုတ်သိပြီဘောဆက်ဆက်တန္တရာဆက်ဆက်သူများအရေးပဲရှေ့ထားခဲ့တာအခုကိုအရေးမှာရှေ့မထားရင်တော့တို့ရှုံးအောင်ပါပဲနေတော့လဲနေချင်းစိုးနေတော့နေချင်းစိုးဆိုသေတော့လဲသေချင်းစိုးပေါ့သေသွားတဲ့မသားတွေအသေးကောင်းတဲ့အသေးဆိုးဟာသေချင်းစိုးကအများဆုံးပဲကားတိုက်လို့သေတာရင်းနစ်လို့သေတာအမြင့်ကခုံချလို့သေတာဒါကိုတော့လောကတဘာဝသေချင်းစိုးလို့ပြောတယ်တကယ်တမဲ့စစ်ပြောရမယ်ဆိုရင်ဝိပဿနာတရားမှာအာမထုတ်သေးရင်နှလုံးသွင်းမှားစွာနဲ့ဘသူပဲဖြစ်ဖြစ်သေချင်းစိုးသေမှာပဲကိုယ်ခန္ဓာကိုယ်မှာကိုယ်ဉာဏ်နဲ့မရှုတတ်သေးရင်အနိစ္စအပြက်ကိုမကြည့်တတ်သေးရင်ဟဲ့ငိုကြီးရော်ရမ်းမြော်မှန်ကဲပါယူပါတစားစားနဲ့သေချင်းစိုးသေမှာပဲကရင်မောအိယာဖြာကတ်မလုံနိုင်မရှက်နိုင်မရှိမဲ့ခွန်အားလေးနဲ့အတန်လေးကိုညှစ်អော်ပြီးတော့ကဲပါအောင်လှုပ်ကြပါအောင်ငါနမ်းမှာငရဲသားတွေလာနေပြီခွေးနဲ့ကြီးတွေလာနေပြီတရဝါတွေကငါ့ကိုလာပြီးတော့ဆွဲခေါ်နေပြီနှိပ်စက်နေပြီတရားမရှိတဲ့ပုဂ္ဂိုလ်တရားမသိတဲ့ပုဂ္ဂိုလ်ဘဝကိုအရှုံးသမားအဖြစ်နေခဲ့တဲ့ပုဂ္ဂိုလ်ဟာပေကာနီးမှာကဲပါယူပါတစားစားနဲ့ဟဲ့ငိုညီတတ်ပါတယ်မှတ်ထားအဲ့ဒီချိန်မှာကဲလို့မရတော့ဘူးဒေသတရားမှာနာမထားရင်ဝိပဿနာတရားမှာအာမထုတ်ထားရင်အဖို့အဖွားအဖေအမေဇနီးခင်မောသမီးသားပစ္စည်းဥစ္စာဘယ်အရာတွေမှမကယ်နိုင်ဘူးယောဂီတို့ကိုကယ်တင်မဲ့တရားကဝိပဿနာတရားပဲရှိပါတယ်မိမိကိုမိမိကယ်တင်တဲ့အလုံးမှမလုပ်သေးရင်မှတ်ထားပါဘယ်ပုဂ္ဂိုလ်တွေကမှမကယ်နိုင်ဘူးဘိုးရင်တိုက်တာကပစ္စည်းဥစ္စာဘယ်အရာကမှမကယ်နိုင်ဘူးအနေဆိုးရင်အသေးဆိုးမယ်ကဲဒီလိုဆိုအသေးကောင်းဖို့ဘလို့ကြင့်ကြံမလဲအနေကောင်းအောင်ကြင့်ကြံမယ်ခုယောဂီတို့လက်တွေ့ပဲသစ္စာတရားတွေနာကြားခွင့်ရတယ်ဝိပဿနာတရားတွေအားထုတ်ခွင့်ရတယ်ဒါဟာအနေကောင်းဖို့သိပြီးရင်ကျင့်တော်မယ်လေသိပြီးရင်ကျင့်တော်မယ်ကိုယ်ခန္ဓာကိုကိုယ်ဉာဏ်နဲ့တန်နိုင်သမျှရှုမယ်ကြည်မယ်အားထုတ်မယ်အဲ့ဒါလို့ရရှိတဲ့အချိန်လေးကိုကဲ့ယူဖဲ့ယူပြီးတော့မိမိတို့အိမ်ရောက်သွားရင်လဲ10မိနစ်တန်းသည်15မိနစ်တန်းသည်နာရီဝက်တန်းသည်အချိန်ရရင်တနာရီအပြည့်အာစိတ်နှကနေ့စဉ်နေ့တိုင်းဒီဝိပဿနာကိုအားထုတ်သွားမယ်ဆိုရင်အနေကောင်းနေပြီရဲရဲဝံ့ဝံ့သိရပါပြီအနေကောင်းဖို့အတွက်အသေးကောင်းဖို့အဓိကပါဝိပဿနာတရားမှာအာမထုတ်သေးဘူးဆိုရင်ချမ်းသာနေတဲ့လူလဲမသေးကြဘူးစင်ရဲရှာဖွေနေသူလဲမသေးကြဘူးဝိပဿနာဉာဏ်မှခန္ဓာတဲ့ထည့်မထားရင်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘာဝနာဉာဏ်မှသွင်းမထားသေးရင်ကိုယ်ခန္ဓာကိုကိုယ်ဉာဏ်နဲ့မရှုတတ်ဘူးကိုယ်ခန္ဓာကိုယ်မှာကိုယ်ဉာဏ်နဲ့မရှုတတ်ရင်လာလိမ့်မယ်အာယုံဇိုးတွေ
မြင်ခဲ့ဘူးတဲ့အာယုံကြားခဲ့ဘူးတဲ့အာယုံနာငယ်မှုေးခဲ့ဘူးတဲ့အာယုံစားခဲ့ဘူးတဲ့အာယုံထိခဲ့ဘူးတဲ့အာယုံလာသမျှအာယုံကိုမှအနိစ္စဆိုပြီးဉာဏ်နဲ့မရှုချတတ်ရင်တော့အာယုံဇိုးတွေရဲ့ဆွဲခေါ်ရာအာယုံဇိုးတွေရဲ့တွန်းပို့ရာငရဲတလိษံပိတ်တာအတူတွေကဲဆိုတဲ့အပယ်လေးပါတဏှာရာတော့ပြုတ်ကြမှာပဲဒါကြောင့်ယောဂီတို့တွေဒီနေ့ကျအတူတူပဲအာယုံဇိုးတွေရဲ့နှောက်ယှက်မှုတိုက်ခိုက်မှုတွေကိုဝိပဿနာဉာဏ်နဲ့တွန်းလှန်ရှုချနိုင်ဖို့ဆိုတာမတည်ခင်နေစဉ်ကိုယ်ခန္ဓာကိုကိုယ်ဉာဏ်နဲ့ရှုထားနိုင်ဖို့အရေးကြီးပါတယ်တတိထားပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေခြေပြားလေးကဖိထားတော့နားနေပြီခြေပြားဆိုတာမရှိဘူးပညာပယ်ခွာပြက်လိုက်နားတဲ့သဘောလေးပဲရှိတယ်နားတဲ့သဘောလေးကပရမတ်အဲ့ဒီပရမတ်လေးကိုဉာဏ်နဲ့စောင့်ကြည့်လိုက်ပရမတ်ထတရားလည်းမမြဲဘူးကြည်ရင်နဲ့ကိုမမြဲဘူးဟောစောစောနာတာလေးနဲ့အခုနာတာလေးမတူပါလားကဲစောစောနာတာလေးဘယ်ရောက်သွားလဲမရှိတော့ဘူးပြတ်သွားပြီနောက်နာတဲ့သဘောလေးအစားထိုးတယ်ဩတနာရဲနာနေတယ်လို့ထင်နေတာဘယ်ဟုတ်မလဲဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်နေခန္ဓာသဘောကဒီတိုင်းသွားနေတာဉာဏ်ကအသာလေးစောင့်ကြည့်ပေးနေုံပဲလိုက်လည်းကြည့်စရာမလိုဘူးရှာလည်းကြည့်စရာမလိုဘူးစောင့်ကြည့်ပေးနေုံပဲတင်ပါရီဘူးနေပြီချိန်မိနစ်30ကျော်လာမှာတော့ပူရောပေါ့ဗျာပူပါစေလေပူတဲ့သဘောမို့ပူတာပဲမပူနဲ့လို့မှပြောလို့မရတာဒါကြောင့်ပြောတယ်ငါသဘောမပါဘူးခန္ဓာရဲ့သဘောတွေငါသဘောမပါဘူးဆိုအဖြေကရှင်းနေတာပဲငါသွားမလုံးနဲ့ပူတတ်တဲ့ခန္ဓာပူမှာပဲလေအသာလေးစောင့်ကြည့်ပေးနေလိုက်ရှေ့ပူတာလေးနဲ့နောက်ပူတာလေးနဲ့တူသလားမတူတာလေးတွေတွေ့လိမ့်မယ်ဘယ်တူမလဲရှေ့ပူတာလေးကဖြစ်ပြီးတော့ပြက်နောက်ပူတာလေးအစားထိုးတယ်ဩခန္ဓာကြီးကဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်နဲ့ဒီခန္ဓာအကောင့်တစ်ခုမှမရှိပါလားအပြက်တွေပဲရှိတယ်ခန္ဓာဩတို့ကသေမပြက်တယ်ထင်တာဘယ်ဟုတ်မလဲမသေးခင်ကိုအချက်တိုင်းပြက်နေတဲ့ခန္ဓာကြီးမသေးခင်အပြက်ကိုမြင်အောင်ကြည့်ရတာခုယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကနားတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဘူးပြက်သွားတယ်နောက်နားတဲ့သဘောလေးအစားထိုးတယ်ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဘူးနောက်ကျင်တဲ့သဘောလေးအစားထိုးတယ်ဩဒီခန္ဓာကြီးကမသေးခင်တောင်မှအပြက်နဲ့အပြက်တွေကြီးရှိနေပါလားမသေးခင်ပဲအပြက်တွေကြည့်လို့ရတာလေသိရင်ပဲကြည့်လို့ရမလဲကဲသိသွားတဲ့မတထဝိပဿနာရှုနေခန္ဓာရဲ့အပြက်ကိုကြည့်မရတော့ဘူးအဲ့ဒီချိန်ကြရင်တော့ရှုံးပြီအသက်ရှင်ခွင့်ရတော့မသေးခင်မှာခန္ဓာရဲ့အပြက်ကိုဉာဏ်နဲ့မြင်အောင်ကြည့်ထားတဲ့ပုဂ္ဂိုလ်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်တွေသိတာလည်းရင်နောက်ဆုံးအချိန်မှာကိုယ်ခန္ဓာကိုကိုယ်ဉာဏ်နဲ့ရှုပြီးတော့ပြုံကြီးသိရတယ်သိရမှာမကြောက်ဘူးလို့ပြောတာဒီမှာကြောက်တဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်ကြောက်တယ်လဲဆိုရင်
မသေးခင်ကိုယ်ခန္ဓာရဲ့အပြက်ကိုမကြည့်ဘူးတဲ့ပုဂ္ဂိုလ်မကြည့်တတ်တဲ့ပုဂ္ဂိုလ်မကြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာသေဂာနီးလေကြောက်လေသေဂာနီးလေရောင်ရမ်းအော်လေသေဂာနီးလေကဲပါယူပါအာကိုရှာလေအဲ့ဒါလိုအဖြစ်မျိုးမဖြစ်ဖို့မသေးခင်မှာကိုယ်ခန္ဓာရဲ့အပြက်ကိုကိုယ်ဉာဏ်နဲ့မြင်အောင်ကြည့်ထားရတာတကယ်အရေးတကယ်ဘေးမှာဘယ်သွေးဘယ်သားမှမကယ်ဘူးနော်ယောဂီတို့အခုချိန်မှာမိမိကိုမိမိကယ်တင်နိုင်တဲ့ဝိပဿနာဉာဏ်ရအောင်ယူထားတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါယောဂီတို့ရရှိထားတဲ့ခန္ဓာကြီးကအိုတီဘက်ကိုပြေးနေတာယောဂီတို့မေးကြည့်အိုခြင်းတဲ့ပုဂ္ဂိုလ်တယောက်မှမပါဘူးဒါပေမဲ့ဒီခန္ဓာကြီးကတဖြည်းဖြည်းနဲ့အိုနေတာအိုပြီးုံနဲ့လည်းမပြီးဘူးကဲနားရဲဆိုတာမှကြာသေးအသေးဘက်ပြေးနေတာယောဂီတွေသိခြင်းတဲ့ပုဂ္ဂိုလ်တယောက်မှမပါဘူးဒါပေမဲ့ခန္ဓာကြီးကအသေးဘက်ကိုပြေးနေတာမောစရောကြီးပြောသလိုပေါ့အိုရာကနေနာယာမရောက်ခင်ဝိပဿနာမဲ့ခင်မြန်မြန်လို့တဲ့အိုရာကနေနာယာမရောက်ခင်ဝိပဿနာမဲ့ခင်မြန်မြန်လောက်ထားမှသေဂာနီးမှာကိုညာနဲ့ကိုရှုပြီးတော့တည်ရဲမှာအိုရာကနေနာယာမရောက်ခင်ဝိပဿနာမဲ့ခင်ရှုမှတ်ပွားများမှုမရှိတဲ့ပုဂ္ဂိုလ်ဟာသေဂာနီးရင်ဟိုးမျက်လုံးပြူမျက်စံပြူဟဲ့ငိုကြီးရောင်ရမြော်မတ်မျက်ရည်တွေကကြက်ကဲပါယူပါတစားစားအာကိုကရှာလေဝိပဿနာဉာဏ်မှာကင်းအောင်မလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာဘာအာကိုမှမရှိတော့ဘူးမဲ့ပြီးသေုံရှိတော့တယ်ငါကိုစရောကြီးပြောသလိုဟဲ့အဲ့ဒါမဲ့သေးမဲ့ပုဂ္ဂိုလ်တွေတဲ့ဘာဝိပဿနာဉာဏ်မှမရှိတဲ့ပုဂ္ဂိုလ်တွေလောကထဲမှာပြောကပါကမောကကြွားကနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေသေဂာနီးတနာစရာတစ်စက်မှမရှိဘူးမြန်မြန်သေလောကတွေတယောက်ရှင်းတာပဲအလကားနေတော့တဲ့ပုဂ္ဂိုလ်တွေလေအဲ့ဒါလို့အကျိုးမဲ့အချီးနီးမသေးဖို့ဝိပဿနာဉာဏ်နဲ့ကောင်းမွန်စွာတည်ငြိမ်စွာသေနိုင်ဖို့ဆိုတာကိုယ်ခန္ဓာရဲ့ကိုယ်ဉာဏ်နဲ့အပြက်ကိုမြင်အောင်ကြည့်ထားရတာခုယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကအရှုခံအမျိုးမျိုးတွေကတစ်မျိုးမျိုးတော့ပြနေပြီခန္ဓာမှာပေါ်လာသမျှကလည်းဘာမှမရှိဘူးအရှုခံပဲရှိတယ်နာရာကိုမနာနဲ့လို့ပြောလို့မရဒါခန္ဓာရဲ့သဘောကျင်တာကိုမကျင်နဲ့လို့ပြောလို့မရဒါခန္ဓာရဲ့သဘောပူရာကိုမပူနဲ့လို့ပြောလို့မရဒါခန္ဓာရဲ့သဘောကဲကြည့်အောင်ပြောတော်တာကခန္ဓာရဲ့သဘောခန္ဓာရဲ့သဘောတဲ့ငါသဘောမှမပါပဲအဲ့ဒီခန္ဓာရဲ့သဘောကိုဉာဏ်နဲ့သာစောင့်ကြည့်ပါဉာဏ်နဲ့စောင့်ကြည့်မြဲတာမတွေ့ဘူးအပြက်တွေပဲတွေ့တာခုလက်တွေ့အသုံးချပြီးရှုနေတာလေနားတဲ့သဘောကျင်တဲ့သဘောပူတဲ့သဘောစူးတဲ့သဘောအောင်းတဲ့သဘောနောက်ကဉာဏ်နဲ့ကြည့်တော့မတူပါလားအနေဆဒီအပြက်တွေပဲတွေ့တာခန္ဓာထဲမှာလည်းအပြက်တွေပဲရှိတာလေဉာဏ်နဲ့မကြည့်လို့မမြင်တာလှုပ်နေလှဲ့နေပြင်းနေပြောင်းနေလို့မမြင်တာ
မလုံးမရှက်မကုန်းမဖက်မရွယ်မဆောင်မဲ့ခန္ဓာကပြတဲ့အရှုခံတွေကိုဉာဏ်နဲ့သာသေချာထွင်းဖောက်ကြည့်ရင်အနိစ္စအနိစ္စအနိစ္စဆိုတဲ့အပြစ်ဟာမမြင်ခြင်းမှအစုံမြင်မှာပဲသိခံပြီးတော့ရှုပါအချိန်ကဘာမှကြာတာမဟုတ်ဘူးဒီခန္ဓာကြီးကညှာစရာတစ်ခွက်မှလည်းရှိတာမဟုတ်ဘူးသိချာရှုပါအခုမှကိုယ်ခန္ဓာကိုကောင်းကောင်းအသုံးချခွင့်ရတာယောဂီတို့မိမိအိမ်မှာမိမိနေတော့ကတဏှာကြီးဆိုတာဝေးနာယူဝက်7မိနစ်တောင်ကိုယ်ခန္ဓာကိုကိုယ်ဉာဏ်နဲ့ရှုနိုင်ကြည့်နိုင်တာမဟုတ်ဘူး။ဒါရည်သမီးရေးစီးပွားရေးလူမှုရေးပြဿနာပေါင်းစုံဒုက္ခပေါင်းစုံနဲ့ဖြေရှင်းနေရတဲ့ဒီအထုပ်ကြီးကပြီးကိုမပြီးဘူး။အခုမှရရှိတဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချရတာ။ကိုယောဂီတို့ဝိပဿနာရှုမှတ်နေတာတယောက်တည်းမှမဟုတ်တာ။ယောဂီတွေအများကြီးစုပေါင်းပြီးတော့ရှုမှတ်နေမလုံနိုင်စရာအကြောင်းမရှိပါဘူးအသွေးသားနဲ့တိဆောက်ထားတဲ့ခန္ဓာတွေကြည့်ပဲခါရှိရင်ခါကြိုက်မှာခေါင်းရှိရင်ခေါင်းခဲတယ်ကိုယ်ကြောကြီးရှိတော့ကိုယ်ကြောကြီးကတင်းနဲ့လေးတယ်တင်ပါရှိတော့တင်ပါပူတယ်ခြေပြားရှိတော့ခြေပြားတွေကျင်းတယ်ဒူးရှိတော့ဒူးတွေနာတယ်ကဲခန္ဓာကြီးကိုကြည့်လိုက်တကိုယ်လုံးဘယ်နေရာမှမကောင်းဘူးနာပါသေးကျင်ပါသေးထုံပါသေးစူးပါသေးအောင်ပါသေးဒါအရှုခံတွေလေလာဟဲ့ကြည့်ရရှုရဆိုပြီးခန္ဓာကြီးကခေါ်နေတာဉာဏ်နဲ့စောင့်ကြည့်လိုက်ပေါ့ရှောင်မပြေးနဲ့ပြင်ဖို့မစင်စားနဲ့လှုပ်ဖို့မစင်စားနဲ့ဉာဏ်နဲ့သာစောင့်ကြည့်လိုက်ပါနာရကျင်တာခန္ဓာရဲ့အလို့စောင့်ကြည့်ရမှာဉာဏ်ရဲ့လို့ကြိုက်တာခဲတာကခန္ဓာရဲ့အလို့စောင့်ကြည့်ရမှာဉာဏ်ရဲ့အလို့ညောင်းတာထုံတာကခန္ဓာရဲ့အလို့စောင့်ကြည့်ရမှာဉာဏ်ရဲ့အလို့ပူရာအေးတာကခန္ဓာရဲ့အလို့စောင့်ကြည့်ရမှာဉာဏ်ရဲ့အလို့စူးတာအောင့်တာကခန္ဓာရဲ့အလို့စောင့်ကြည့်ရမှာဉာဏ်ရဲ့အလို့ခန္ဓာကလည်းသူ့အလုပ်သူလှုပ်ပြနေတယ်ဉာဏ်ကလည်းကိုယ့်အလုပ်ကိုလုပ်လေခန္ဓာကြီးကမမြဲတဲ့သဘောတွေပြနေတယ်ဉာဏ်ကလည်းမမြဲဘူးဆိုတာမြင်အောင်ကြည့်လေအဲ့ဒီထဲငါမပါစေနဲ့ငါမလာစေနဲ့ဉာဏ်နဲ့သာစောင့်ကြည့်လိုက်ပါအဲ့ဒီဉာဏ်နဲ့စောင့်ကြည့်ရင်ဟောမမြဲတဲ့အနေဆာအနေဆာအနေဆာအပြက်တွေလေခန္ဓာကြီးကလည်းဒီအပြက်တွေပဲရှိတယ်အဲ့ဒီအပြက်တွေမမြင်ခြင်းမှအဆုံးမြင်ကိုမြင်မယ်သေချာကြည့်ပါတစ်ချိန်တစ်ချိန်ဟာတိတ်တံပိုးကြီးတယ်ရှုမှတ်နေတဲ့ဒီအချိန်ဟာဘလောက်တံပိုးကြီးတယ်လဲဆိုရင်အပြက်တွေကိုသေချာမြင်နိုင်တယ်မတွေးနဲ့မငေးနဲ့မဆွေးနဲ့အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေလည်းမလာမိစေနဲ့အိတ်ချင်တာငိုက်ချင်တာတခြားမဟုတ်ဘူးနိဝရဏတရားတတိတွေဖြစ်ခွင့်မရအောင်ပိတ်ဆို့တဲ့တရားဉာဏ်ကိန်းခွင့်မရအောင်တားဆီးတဲ့တရားသည်နိဝရဏတရားမတ္တဖို့တာပဲနိဝရဏဆိုတာပိတ်ဆို့တတ်တဲ့တရားခန္ဓာကိုယ်ကြီးကိုဉာဏ်မဖြစ်အောင်အပြတ်တွေမမြင်အောင်ပိတ်ဆို့တာနိဝရဏထိနမိတ်တအိတ်ချင်ကိုင်းကြီးတဲ့စိတ်တွေမလာစေနဲ့တတိယရှေ့သွားဉာဏ်ကနောက်ကလိုက်ရှုရင်ယောဂီတို့ခန္ဓာကြီးကအပြက်တွေကိုသေချာမြင်ပါလိမ့်မယ်တတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါယောဂီတို့ကံထူးလို့ဘုရားအဆုံးမ
သာသနာနဲ့တွေ့ကြရတာဝိပဿနာလည်းရှုခွင့်ရတာမဟုတ်ဆိုတော့ပြောသလိုပေါ့ကံထူးပြီးဉာဏ်မယူစေနဲ့ကံအကျိုးပေးလေးနဲ့ပြည့်စုံတာကိုတာယာမနေနဲ့လို့ပြောတာခန္ဓာထဲမှာဉာဏ်မကိန်းသေးရင်အဲ့ဒီပုဂ္ဂိုလ်ကအယူဝဲတဲ့ဒါကိုဆရာကြီးကပြောတယ်ကံထူးပြီးဉာဏ်မယူစေနဲ့တဲ့ကံဆိုတာအကြောင်းတရားกว่าအကြောင်းရှိရင်အကျိုးပေးခန္ဓာတွေလာနေအောင်မယ်တဲ့ကံပေါ်ညာဆင့်လိုက်ပေါ့တဲ့ကံပေါ်ညာဆင့်လိုက်ရင်အကြောင်းပြတ်ရင်အကျိုးသေးတယ်အကျိုးပေးခန္ဓာတွေမရတော့ဘူးလို့ပြောတာခုယောဂီတို့ဝိပဿနာတရားရှုမှတ်နေတဲ့ဆိုတာကံပေါ်ညာဆင့်ဘာဝနာညာတွင်းတာဒါပုဂ္ဂိုလ်တိုင်းမလုံနိုင်ဘူးဝိပဿနာဆိုတာကဓက္ခံကောင်းခဲ့တဲ့ပုဂ္ဂိုလ်တွေသာရှုပွားနိုင်တာအတိတ်ကသူတော်ကောင်းဓက္ခံအားနေတဲ့ပုဂ္ဂိုလ်တွေဝိပဿနာတရားနဲ့တို့ကြည့်တွန့်သွားတာ။အော်သူဓက္ခံအားနေပါလား။ခုယောဂီတို့ကြအတိတ်ကသူတော်ကောင်းဓက္ခံတွေအားကောင်းလာတော့ခုဝိပဿနာတရားနဲ့တို့ကြည့်တာမတွန့်မှုမယုံမှုမကြောက်ဘူးလက်တွေ့ကြကြအားထုတ်တာဒါပဲသူတော်ကောင်းဓက္ခံရှိမရှိဆိုတာကဝိပဿနာတရားနဲ့တို့ကြည့်ရင်သိတယ်ဗျခုယောဂီတို့ကဝိပဿနာတရားနဲ့တို့ကြည့်တော့မတုံမလုတ်ရှုမှတ်နိုင်တာဓက္ခံကောင်းတဲ့ပုဂ္ဂိုလ်တွေပါရမီပါခဲ့တဲ့ပုဂ္ဂိုလ်တွေဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေဝိပဿနာတရားနဲ့တို့ကြည့်လိုက်တော့ဟောတတိရှိရှိအားထုတ်ရတာသိအရေးကြီးတယ်သူတော်ကောင်းနဲ့ပတ်သက်တဲ့တတိဟာသိအရေးကြီးတယ်ဘာတတိလဲဆိုတရားတတိယုံကြည်မှုတရားရှိပြီးသားလေဒီဝိပဿနာတရားအားထုတ်ရင်ခန္ဓာချုပ်ပြီးတော့ဒုက္ခတွေအပြီးသိမ့်တဲ့နိဗ္ဗာန်ရောက်မယ်ဆိုတာယောဂီတို့အပြည့်အဝယုံကြည်ပြီးသားဒါကြောင့်လဲဝိပဿနာတရားကိုအခွင့်ရှိတဲ့၍ဒီဇိုင်းမမအားထုတ်တာပေါ့ကြိုးစားပြီးတော့ရှုပါအကောင်းဆုံးချိန်တွေကိုကောင်းကောင်းအသုံးချပါဒီအချိန်ဆိုတာဘာမှကြာတာမဟုတ်ဘူးခန္ဓာကိုယ်ကြီးကိုမညာပဲနဲ့သီးခံပြီးတော့ရှုပေးရတယ်ယောဂီတို့လောကမှာပြောနေတယ်လေသူများကဆဲတယ်ဆိုတယ်ဆိုရင်သီးခံလိုက်တယ်တဲကြီးခံနိဗ္ဗာန်ရောက်တယ်ရက်ထဲရွာထဲမှာပြောနေတယ်မှားနေတယ်သူများဆဲတာဆိုတာသီးခံရုံနဲ့နိဗ္ဗာန်မရောက်ဘူးမိမိကပြန်မဆဲလို့ပြန်မဆိုလို့အကုသိုလ်မဖြစ်ဘူးကုသိုလ်ပဲရတယ်တကယ်တည်းကြီးကနိဗ္ဗာန်ရောက်ဆိုတာအခုယောဂီတွေရဲ့ခန္ဓာကိုယ်ကြီးကနာပြနေပြီကျင်ပြနေပြီပူပြနေပြီညောင်းပြနေပြီထုံပြနေပြီအဲ့ဒီနာမှုကျင်မှုညောင်းမှုထုံမှုတွေကိုတီးခံပြီးဉာဏ်နဲ့ရှုတဲ့ပုဂ္ဂိုလ်တွေသာနိဗ္ဗာန်ရောက်တာကဲကြည်အောင်တဲကြီးခံနိဗ္ဗာန်ရောက်ဆိုတာဒါကိုပြောတာနာကျင်ကြိုက်ခဲညောင်းထုံပူအေးစုအောင်ဆိုတဲ့ခန္ဓာကိုယ်ကပြတဲ့အရှုခံတွေကိုတီးခံပြီးရှုနိုင်တဲ့ပုဂ္ဂိုလ်မှနိဗ္ဗာန်ရောက်တာကဲတဲကြီးခံလိုက်ပေါ်ဗျနိဗ္ဗာန်တော်ရောက်မှာလေနာပတိကျင်ပတိပူပတိစုပတိအောင်ပတိတီးခံပြီးတော့ရှုနိဗ္ဗာန်ရောက်ခြင်းရင်တီးခံပြီးတော့ရှုနိဗ္ဗာန်ရောက်ခြင်းရင်စိတ်ရှည်ရှည်နဲ့ရှုနိဗ္ဗာန်ရောက်ခြင်းရင်ဇွဲတန်တန်နဲ့ရှုခုယောဂီတို့နားတဲ့လူကတော်တော်နာနေပြီကျင်တဲ့ယောဂီလည်းတော်တော်ကျင်နေပြီဟိုတချို့တင်မားတွေတော်တော်ပူနေပြီရှိတ်နဲ့တချို့ဆိုခန္ဓာကိုယ်စစ်ကနေတုတ်ကနေတော်တော်ဖြစ်နေချို့ဆိုလေကိုကျုပ်ရတင်းပြီးတော့လှုပ်ရင်ကောင်းမလားရင်းရင်ကောင်းမလားမစင်းစားနဲ့ပေါ်လာသမျှအရှုခံပဲဟိုဘယ်ဘက်တင်ပါကြီးကတော်တော်ပူနေပြီတစောင်းကြီးဖြစ်နေလို့ပူပါစေရှိန်နဲ့ပူပါစေစစ်နဲ့ဖြစ်ပါစေညာနဲ့သာစောင့်တယ်
ဟိုရှေ့ပူတာလေးနဲ့နောက်ပူတာလေးနဲ့မတူပါလားသိလိုက်တာကဉာဏ်ရှေ့ကျင်တာလေးနဲ့နောက်ကျင်တာလေးနဲ့မတူပါလားသိလိုက်တာကဉာဏ်ရှေ့နာတာလေးနဲ့နောက်နာတာလေးမတူပါလားသိလိုက်တာကဉာဏ်ကြည်အောင်ရှေ့ကအပြက်တွေကိုနောက်ကဉာဏ်နဲ့ကက်ခနဲ့သိနေရင်ရှုတော့မှတ်တော့ပွားတော့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပြီလေခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပြီဆိုရင်အရိယပုဂ္ဂိုလ်ကငြိမ့်နေပြီ။အပြက်နဲ့မဲ့နဲ့ကိုက်နေတာကိုခန္ဓာကိုယ်တစ်ခုလုံးဟာနားရဲကျင်နေပူရဲဆူတဲ့အောင့်နဲ့အမျိုးစုံအောင်တာပြောနေတာပြနေတာဖြစ်နေတာဉာဏ်နဲ့ကြည့်လိုက်တော့အပြက်တစ်ခုပဲရှိတယ်။နာတာကလည်းကြည့်လိုက်ရင်ပြက်တာပဲ။ကျင်တာကလည်းဉာဏ်နဲ့ကြည့်လိုက်ရင်ပြက်တာပဲ။ပူတာကလည်းဉာဏ်နဲ့ကြည့်လိုက်ရင်ပြက်တာပဲ။ဝေဒနာရာစုံတာဒဏ္ဍာစုံတာဖောက်ပြန်မှုတာစုံတာဉာဏ်နဲ့ကြည့်တော့အပြက်တစ်ခုပဲရှိတာသိချာကြည့်ပါဝိပဿနာဆိုတာခန္ဓာတွေကအပြက်ကိုမြင်အောင်ကြည့်တာအနိစ္စဆိုတာခန္ဓာထဲမှာအမြဲတမ်းဖြစ်နေတယ်နောက်ကမက်ကဆိုတဲ့ဉာဏ်နဲ့စောင့်မကြည့်လို့အဲ့ဒီအနိစ္စတွေကိုထင်ရှားမမြင်တာအခုလက်တွေ့ကြည့်နေပြီလေလက်တွေ့ကြည့်ရင်မြင်တာပေါ့ခန္ဓာတွေကလည်းဒီအနိစ္စအပြက်ပဲရှိတာလေမြဲတာမှမရှိပဲဒါကြောင့်ဘုရားကအနိစ္စလို့ခေါ်တာပေါ့မမြဲတဲ့တရားဘယ်ချမ်းသာမလဲဒါကြောင့်ဘုရားကဒုက္ခလို့ခေါ်တာပေါ့ဒုက္ခဆင်းရဲတယ်ဆိုတော့ဘယ်ငါပိုင်မလဲဒါကြောင့်ဘုရားကအနတ္တလို့ခေါ်တာပေါ့ဘုရားဟောတဲ့တရားကရှင်းတယ်ယောဂီတို့ကပြင်းစိတ်နဲ့ကြည့်ရင်တော့မမြင်ဘူးပြင်းစိတ်နဲ့ကြည့်ရင်တော့မမြင်ဘူးဘုရားဟောတဲ့တရားကအနိစ္စဒုက္ခအနတ္တမမြဲတဲ့ခန္ဓာဟာဆင်းရဲတယ်တဲ့ဆင်းရဲတဲ့ခန္ဓာငါမပိုင်ဘူးတဲ့ဟိုအနိစ္စဒုက္ခအနတ္တတာပြောတာအပြည့်ပဲရှိတယ်တဲ့အဲ့ဒီအပြည့်ကိုဉာဏ်နဲ့မြင်အောင်စောင့်ကြည့်ပါခန္ဓာသဘောငါမရောပါစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေဝိပဿနာတရားအားထုတ်တာယောဂီတို့တယောက်တည်းမဟုတ်ဘူးယောဂီတွေစုပေါင်းပြီးအားထုတ်တယ်ဝရိယကိုမောင်းတင်ထားဒီနေရာမှာမာနကိုတကွန်ထူထားသူလုပ်တယ်လို့ငါလည်းလုပ်နိုင်ရမယ်သူကြိုးစားတယ်လို့ငါလည်းကြိုးစားနိုင်ရမယ်သူအားထုတ်တယ်လို့ငါလည်းအားထုတ်နိုင်ရမယ်ဘာရဲ့သမီးစီဝါရေးရှာတာတောင်သူ့ထံကချမ်းသာခြင်းလို့ပြည့်စုံခြင်းလို့ရှာနေတာပဲဒုက္ခခန္ဓာချုပ်ငြိမ်းမဲ့နိဗ္ဗာန်ကိုရှာနေတဲ့နေရာရောက်အောင်သွားနေတဲ့နေရာမှာလေသူ့ထံကတောင်းအောင်ကြိုးစားနိုင်ရမယ်လေအရေးကြီးတယ်အသုံးအချတွေမမားစေနဲ့အတွေးအခေါ်တွေမမားစေနဲ့အယူအဆတွေမမားစေနဲ့ကိုယ်ခန္ဓာကိုကိုယ်ညာနဲ့ထွန်းပေါက်ကြည့်ပြီးတော့ကိုယ့်ရဲ့ချမ်းသာမှုကိုကိုယ်တိုင်ရှာနေတာပဲတတိရှိကြည့်လိုက်ပါခန္ဓာထဲမှာလည်းအနိစ္စပဲရှိတယ်ယောဂီတို့မကြည့်လဲအနိစ္စပြနေမှာပဲယောဂီတို့မရှုလဲအနိစ္စပြနေပါပဲဒီတော့မြင်အောင်ကြည့်လေခန္ဓာကိုယ်တစ်ခုလုံးကလည်းဒီအနိစ္စပဲရှိတာနားတဲ့သဘောလေးပြတ်သွားတယ်ကျင်တဲ့သဘောလေးပြတ်သွားတယ်စူးတဲ့သဘောလေးပြတ်သွားတယ်အောင့်တဲ့သဘောလေးပြတ်သွားတယ်အပြက်တွေခန္ဓာထဲမှာဒီအပြက်တွေပဲရှိတယ်ဘုရားရှင်ရဲ့လိုကြမဟုတ်စရောကြီးကလည်းပြောတယ်လေယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးရဲ့ပင်ကိုယ်စွမ်းရည်ကဖြစ်ခြင်းနဲ့ပြက်ခြင်းပဲရှိတယ်ကဲဆရာတော်ကြီးပြောတာဘယ်လောက်ရှင်းလဲဒီခန္ဓာကိုယ်ကြီးရဲ့ပင်ကိုယ်စွမ်းရည်ကဖြစ်ခြင်းနဲ့ပြက်ခြင်းပဲရှိတယ်နာရကျင်နာပူရာဆိုတာပြက်ဖို့အတွက်ဖြစ်လာတာအဲ့ဒါညာနဲ့စောင့်ကြည့်မှမြင်တာလှုပ်လိုက်လှည့်လိုက်တော့အဲ့ဒီအပြက်ပဲမြင်တော့မလဲဒါကိုပြောပါတယ်တီးခံပြီးတော့ရှု
စိတ်ရှည်နဲ့ရှုသီးခံပြီးတော့ရှုမကြောက်မရွံ့နောက်မတွန့်မဲရှုဒီခန္ဓာကိုယ်ကြီးကိုကောင်းကောင်းအသုံးချလိုက်ပါရိုးစစ်တွေကောင်းတော့ကိုယ်ခန္ဓာကိုပယ်ပိုးနိုင်တော့ကြည်နိုင်ရှုနိုင်တာအိုမင်းရင်ရောနေတဲ့ခန္ဓာရန်ရွက်နေတဲ့ခန္ဓာကံမွဲညံမွဲကြမှာဝိပဿနာရှုကျင်လိုက်တာဆိုရင်ပြီးပြီအရှုံးသမားဖြစ်ပြီးအသုံးချလို့မရတော့ဘူးအခုအယုအစစ်တွေကောင်းတော့ကိုယ်ခန္ဓာကိုယ်သေပိုးနိုင်တော့ကံလည်းရှိတော့ညံလည်းရှိတော့ကံကောင်းညံကောင်းတော့ခန္ဓာတွေကအပြက်ကိုမြင်အောင်ကြည့်ရတာတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါအသုံးမကျတဲ့ခန္ဓာကြီးကိုကောင်းကောင်းအသုံးချလိုက်ပါအခုယောဂီတို့ကြာကြာနာနာထိုင်ပြီးတော့ရှုပွားနေတာငါအစွဲဆိုတဲ့တက်ကာယဒိဋ္ဌိကိုအပွားနဲ့ဖြုတ်နေတာငါရီမလာစေနဲ့ငါရီမပါစေနဲ့ခန္ဓာသဘောငါမရောပါစေနဲ့ခန္ဓာအပြင်ဘက်ညံမထွက်ပါစေနဲ့ခန္ဓာနဲ့ညံနဲ့ကပ်နေပါစေခန္ဓာကိုယ်တစ်ခုလုံးဟာပေါ်လာသမျှကလည်းအရှုခံတွေကြည့်ပဲအရှုညံနဲ့သာစောင့်ကြည့်ပါခန္ဓာတစ်ချက်ညံတစ်ချက်ကိုက်နေပါစေယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကဖြစ်ပြီးပြက်နေလို့ဒုက္ခသစ္စာကြီးပဲဒုက္ခသစ္စာလို့သိအောင်မြင်အောင်ရှုတာကမဂ္ဂသစ္စာပဲအဲ့ဒီမဂ္ဂသစ္စာနဲ့ရှုမှတ်ပွားများနေရင်ခန္ဓာကိုယ်ခင်းတဲ့တဏှာပူလို့ကျင်လို့အောင့်လို့ပြင်ကျင်တဲ့တဏှာမလာဘူးမပြင်ရမနေနိုင်ဆိုတဲ့ဆွဲလန်းတဲ့ဥပါဒံမလာဘူးဟိုပြင်ကိုပြင်ရမှဆိုတဲ့ကံလည်းမလာတော့ဉာဏ်သာဦးစီးကြည့်ပါခင်းခြင်းနဲ့တဏှာပြင်ခြင်းနဲ့တဏှာဆွဲလန်းတဲ့ဥပါဒံမပြင်ရမနေနိုင်ဆိုတဲ့ကံတွေတည်သွားတာကသမုဒိယသစ္စာနောက်ဒုက္ခတွေရုပ်သိမ်းချုပ်ငြိမ်းတာကနိရောဓသစ္စာအဲဒါလိုသစ္စာ၄ချက်ကြိုက်အောင်သစ္စာ၄ချက်စိုက်အောင်ရှုမှတ်ပွားများအားထုတ်ပါတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားချိန်စေပြီးတဲ့တရားချတော့မဲတဲ့တိလိုက်တဲ့စိတ်ကလေးသည်နန္တရားတရားချဖို့လှုပ်လိုက်လှဲ့လိုက်တဲ့ခန္ဓာကိုအနေထားသည်ရုပ်တရားရုပ်တရားကလည်းဖြစ်ပြီးတော့ပြက်နန္တရားကလည်းဖြစ်ပြီးတော့ပြက်ဉာဏ်တစ်ခုနဲ့ဆင်ခြင်လိုက်တော့ဩရုပ်ကလည်းဖြစ်ပြီးတော့ပြက်နေပါလားနာကလည်းဖြစ်ပြီးတော့ပြက်နေပါလားဧကောဓမောတစ်ခုတည်းသောတရားယုံနာနှစ်ပါးဖြစ်ပြီးတော့ပြက်နေပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်လိုက်ပါယုံနာနှစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီယုံနာနှစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနူးညံ့နေတရားဆိုတာတိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီ